မြန်မာပရိသတ်တွေကိုစနစ်တာပျော်ရွှင်မှုတွေယူဆောင်ခဲ့ပြီးခန္ဓာစွာ MMA ကစားသမားဘွားကနေနားယူသွားတဲ့အောင်လားပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကိုပြန်တွေးကြည့်လိုက်တိုင်းကျမတို့မြန်မာပရိသတ်တွေအတွက်ပျော်ရွှင်ဆုံးနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးမှတ်တရတွေကဘာတွေဖြစ်မလဲအဲ့ထဲမှာအောင်လားအန်ဆန်းဆိုတဲ့နာမည်ကတော့ထိတ်ဆုံးကနေပါဝင်နေမှာအသေးကြပါပြီအခုတော့မြန်မာတနိုင်ငံလုံးကိုစနစ်တာပျော်ရွှင်မှုတွေဂုဏ်ယူမှုတွေစမပြတ်ယူဆောင်ပေးခဲ့တဲ့ကျမတို့ရဲ့သူရဲကောင်းဟာMMA စားသမားဘွားကနေခန္ဓာထေဝါစွာအနားယူသွားခဲ့ပြီးဖြစ်ပါတယ်။အောင်လာရဲ့ပွဲရှိတဲ့ညတွေဆိုရင်မြန်မာနိုင်ငံရဲ့လက်ဖက်ရည်ဆိုင်တွေအိမ်ထဲမှာလူတွေဆွဆွဝေဝေနဲ့ TV ဖန်သားပြင်ကိုအာရုံစိုက်နေကြတာသူနိုင်တဲ့ချိန်မှာတပြိုင်နက်တည်းအားပေးကြွကြော်တဲ့တွေထွက်ပေါ်လာတာဟာကျမတို့တွေမမေ့နိုင်စရာမြင်ကွင်းနေပါပြီ။သူကကျမတို့ကိုစိတ်လှုပ်ရှားမှုတွေပေးခဲ့တယ်။မျှော်လင့်ချက်တွေပေးခဲ့တယ်။ဒီထက်ပိုတာကတော့အတူတကွပျော်ရွှင်ခွင့်ပေးခဲ့တာပါ။ဒီစနစ်တာကာလအတွင်းမှာအောင်လာဟာမြန်မာနိုင်ငံကိုကမ္ဘာအလယ်မှာဂုံယူဝင်ကြွားနိုင်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ MMA ဆိုတာနဲ့တင်မရင်းနေသေးတဲ့အချိန်မှာဒီအားစားရဲ့စိတ်လှုပ်ရှားပွဲတွေကိုကျမတို့ရဲ့နှလုံးသားတွေအရောက်ပုတ်ခဲ့ပြီး1ချန်ပီယံရှစ်ရဲ့ကမ္ဘာချန်ပီယံခပတ်နှစ်ခုကိုတပြိုင်နက်တည်းစကူးပြခဲ့ချိန်ကတော့မြန်မာအားစားသမားသမိုင်းရဲ့ပျော်ရွှင်ဆုံးနေ့ရက်တွေကတခုဖြစ်ထာဝရဂမီးတင်နေတော့မှာပါ။အခုသူရဲ့နောက်ဆုံးခီမှာလည်းအောင်လာဟာပရိသတ်တွေကိုပျော်ရွှင်မှုတွေနောက်ဆုံးအနေနဲ့လက်ဆောင်ပေးသွားခဲ့ပြန်ပါတယ်။သူရဲ့နှုတ်ဆက်ပွဲကိုစီရင်ဖိုက်တာကာရန်စတန်နဲ့ရှင်ပြိုင်ခဲ့ပြီးတော့ဒုတိယအချိန်မှာပဲအလဲထိုးနဲ့အနိုင်ယူပြခဲ့တာဟာပရိသတ်တွေအတွက်အကောင်းဆုံးသောနှုတ်ဆက်ခြင်းပါပဲဒီပွဲရဲ့ခန္ဓာဆုံးခိုက်တန်းကတော့မြန်မာရော့ရဲ့ကနဝင်ဖြစ်သူအဆိုတော်ကြီးလေးဖြူကိုယ်တိုင်ကအောင်လာရဲ့အဝင်သချင်းအမဲလိုက်ကကိုလိုက်တီးဆိုပြီးခွန်ပြုခဲ့တာပါဒါအောင်လာကိုချစ်တဲ့ပရိသတ်တွေအားလုံးအတွက်တသက်မမေ့နိုင်စရာအမှတ်တရတစ်ခုဖြစ်ခဲ့ပြီးဒီတွဲကိုပို့ပြီးတော့ပြည့်စုံစေခဲ့ပါတယ်ပွဲပြီးမှာတော့အောင်လာကသူ့ကိုအမြဲတမ်းယုံကြည်အားပေးခဲ့တဲ့ပရိသတ်တွေကိုမျက်ရည်တွေနဲ့တူကျေးဇူးတင်စကားဆိုခဲ့ပါတယ်ပရိသတ်တွေရဲ့အားပေးမှုမရှိရင်သူဒီနေရာကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ဆိုခဲ့တယ်လို့လက်ရှိခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေကိုလည်းစိတ်သက်မကြဖို့အားပေးစကားပြောကြားခဲ့ပါသေးတယ်။သူရဲ့ကစားသမားဘဝကိုအောင်မြင်စွာဆုံးသက်နိုင်ခဲ့တာကြောင့်1ချန်ပီယံရှစ်ပိုင်ရှင်မစ္စတာချက်ထရီကနေဒေါ်လာ9000ချီးမြှင့်ခဲ့ပြီးတော့ဂျိုဘိုင်နဲ့မှသူ့ကိုထပ်မတွေ့တော့ပေမဲ့နီးပြတရားအနေနဲ့မျိုးဆက်သစ်တွေကိုဆက်လက်မွေးထုတ်ပေးသွားအောင်မယ်လို့သိရပါတယ်။အိုင်လာတယောက်စကားသမားဘဝကနေပြီးတော့အနားယူသွားခဲ့ပေမဲ့သူပေးခဲ့တဲ့ပျော်ရွှင်မှုတွေသူဖန်တီးခဲ့တဲ့အမှတ်တရတွေကတော့ကျမတို့ရဲ့ရင်ထဲမှာအမြဲရှိနေမှာပါ။ပွဲပြီးနှုတ်ဆက်စကားပြောချိန်မှာတော့အောင်လာကသူ့ကိုအမြဲတမ်းယုံကြည်အားပေးခဲ့တဲ့ပရိသတ်တွေကိုရည်ရည်တွေနဲ့တူကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုမရှိရင်သူဒီနေရာကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ဆိုခဲ့တယ်လို့လက်ရှိခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေကိုလည်းစိတ်သက်မကြဖို့အားပေးစကားပြောခဲ့ပါသေးတယ်။ဒီပွဲအတွက်1ချန်ပီယံရှစ်ပိုင်ရှင်မစ္စတာချက်ထရီကနေဒေါ်လာ9000ချီးမြှင့်ခဲ့ပြီးတော့သူ့ရဲ့ကစားသမားဘဝကိုအောင်မြင်စွာဆုံးသက်နိုင်ခဲ့ပါတယ်။ဂျိုဝိုင်းနဲ့မှသူကိုထပ်မတွေ့ရတော့ပေမဲ့သူချစ်တဲ့ MMA ကစားသမားလောကမှာနီးပြတယောက်အနေနဲ့ဆက်ရှိနေအောင်မယ်လို့သိရပါတယ်။သူက MMA ကစားသမားဘဝကနေနိုင်ယူသွားခဲ့ပေမဲ့မြန်မာပရိသတ်တွေရဲ့ရှင်ထဲမှာတော့သူရဲ့ကောင်းတရားအဖြစ်ထားဝစဉ်ရှိနေမှာသိကြပါပြီ။ပရိသတ်တို့ရှင်အောင်လာအန်ဆန်ရဲ့ဒီနောက်ဆုံးနှုတ်ဆက်ပွဲနဲ့ပတ်သက်ပြီးဘလောက်ထိချင်းနဲ့အားရမှုရှိခဲ့ကြလဲ။ဒီစနစ်တာကာလအတွင်းအောင်လာနဲ့ပတ်သက်ပြီးကိုပျော်ရွှင်ရဆုံးမတရားကဘာဖြစ်မလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်ရှင်။